မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Novel Home Myanmar Real Estate ကပါခင်ဗျာကျွန်တော်ခုရောက်ရှိနေတဲ့နေရာလေးကတော့လှိုင်အင်းစိန်လမ်းမကြီးပေါ့ရန်ကုန်ယူနိုက်တက်ဘောလုံးကိုရဲ့မျက်စောင်းထိုးလေးမှာတည်ရှိတဲ့ Dust Century ကုနိုလေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းအတူတူအခန်းလေးကိုလိုက်ကြည့်ရအောင်လိုက်ခဲ့ပါဦးခင်ဗျာဒီနေရာလေးကတော့ Dust Century ကုနိုရဲ့ဒီခန်းမလေးပဲဖြစ်ပါတယ်ဒီကနေဆက်သွားပြီးကျွန်တော်ဟိုဘက်ချမ်းချိုးလိုက်မယ်ဆိုလို့ရှိရင်တော့ရေကူးကန်လေးလည်းရှိပါတယ်ကျွန်တော်ခုရောက်ရှိနေနေရလေးကတော့ Dust Century ကွန်ဒိုရဲ့ဒီ garden area လေးပဲဖြစ်ပါတယ်ဒီ garden area မှာဆိုလို့ရှိရင်ကျွန်တော်ဘာကောက်နာလေးတစ်ခုပါမယ်ခင်ဗျာဘာကောက်နာလေးနဲ့တော့ရက်လေးကတော့ဒီဘီလျက်ခုံလေးတစ်ခုပါရှိပါမယ်နောက်ပြီးတော့အကစားဆောက်ရတာဝါနာပါရီတူရတော့ဆိုလို့ရှိရင်ကျွန်တော်ဟိုဘက်ချမ်းလေးမှာ table tennis ဘူးလေးကိုလည်းတစ်ခုထည့်ပေးထားပါတယ်ခင်ဗျာအခုဒီ Dust Century ကုန်းမှာဆိုလို့ရှိရင်အလှော်ပေါင်းစုစုပေါင်း23မှာရှိပြီးတော့ view အနေနဲ့ကတော့ကျွန်တော် air view ရှိမယ် city view ရှိမယ် garden view ရှိမယ် river view ဆိုပြီးတော့ view လေးမျိုးရရှိမယ်ခင်ဗျာအခန်းမျိုးစားတွေအနေနဲ့ကတော့ကျွန်တော်ရှိမှာ one bedroom နေဆိုလို့ရှိရင်တော့ square feet 485ကနေစရှိပြီးတော့ဒီ two bedroom 3 bedroom 4 bedroom တိရှိမှာဗျာ4 bedroom ဆိုလို့ရှိရင် square feet က1.4 ရှိ square feet ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီအခန်းလေးကြည့်ဖို့အတွက်တစ်ချက်လောက်လိုက်ခဲ့ပြပါဦးခင်ဗျာကျွန်တော်ခုပြပေးမယ့်အခန်းလေးကတော့ဒီ two bedroom ပေါ့နော် square feet က1010 square feet ရှိတယ်ခင်ဗျာသူကတော့အခန်းပါလေအခန်းမျိုးစားလေးပဲဖြစ်တယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဝင်ချင်းမှာဆိုလို့ရှိရင်ဒီ common toilet လေးကိုထည့်ပေးထားတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျယ်ဝန်းတဲ့ living room လေးပေါ့နော်ကျယ်ဝန်းတဲ့ living room လေးပါမယ်ဒီမှာဆိုလို့ရှိရင် dining room နဲ့ kitchen လေးပေါ့နော် kitchen လေးလည်းပါမယ်ဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအခန်းနှစ်ခန်းပါမယ်ပေါ့နော်အခန်းလေးမှာဆိုလို့ရှိရင်ကျွန်တော်ဒီ double bedroom နှစ်ခန်းပေါ့မျိုးစားလေးကတော့ဒီမှာဆိုလို့ရှိရင်လည်း double room လေးတစ်ခန်းပါမယ်ပြီးရှင်ဒီဘက်ချမ်းမှာလည်း double room လေးတစ်ခန်းပါမယ်ဒီဘက်ခန်းလေးကကျတော့အတားကျလေးကကျတော့သူက runner လေးနဲ့တွဲရလေးပေါ့နော် runner လေးကဆိုလို့ရှိရင်ကျွန်တော်တို့ဒီ garden view လေးပေါ့နော် garden view ကိုမြင်ရမယ်အခန်းမျိုးစားလေးပေါ့ကိုအခန်းလေးကိုထပ်မယ်ဆိုလို့ရှိရင် runner လေးကိုလည်းကောင်းကောင်းမွန်လေးမြင်ရတယ်ခင်ဗျနောက်ထပ်မိတ်ဆက်ပေးခြင်းတဲ့အခန်းလေးကကြတော့ကျွန်တော် one bedroom လေးပေါ့နော် square feet ကတော့625 square feet ရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီခန်းလေးကိုတစ်ချက်ပြပေးမယ်နော်ဒီခန်းလေးကတော့ကျွန်တော်ဝင်ချင်းမှာဆိုလို့ရှိရင် kitchen နဲ့ dining လေးပေါ့နော်ကျွန်တော်တို့ဒီဘက်ချမ်းမှာပေါ့နော်ဝင်ချင်းရဲ့ညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ common toilet လေးပေါ့ပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီ living room လေးပေါ့ living room မှာဆိုလို့ရှိရင်ကျွန်တော်ဒီထိုင်ကုန်လေးတွေပါမယ်ပေါ့နော်ပြီးရင်တော့ဒီဘက်ဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအိတ်ခန်းပေါ့အိတ်ခန်းလေးကိုမှကျွန်တော်တို့ဒီမှာစာကြည့်စပွဲလေးတွေပါမယ်ခင်ဗျပြီးရင်သူကတော့ကျွန်တော်ဒီထုံးစံတိုင်းလေးပဲဒီဘက်မှာ runner ထွက်မယ်ဆိုလို့ရှိရင်တော့ garden view လေးကိုရမှာပေါ့ဒီ Dust Century ကုန်းကဆိုလို့ရှိရင်မြေကတိတက်တက်မှာခုရှိဧကပေါ်မှာတိဆောက်ထားတာဖြစ်ပြီးတော့တာဝါလေးလုံးတိဆောက်ထားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မြေမျိုးစားဆိုလို့ရှိရင်လည်းဘိုးဘွားပဲမြေဖြစ်တဲ့အတွက်ကြောင့်မလို့မြေချိုးချပန်ဆက်မှုကရရှိမှာဖြစ်ပါတယ်ကျွန်တော်ခုနကလိုက်ပြပေးခဲ့တဲ့အခန်းဖွဲ့လေးတွေ view လေးတွေ facility လေးကိုလည်းဒီချင်းမင်းတော့ကြိုက်တတ်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ် view လေးမှာပြန်တွေ့ကြတာပေါ့